ငါဘာချစ်တော်မျိုးလို့ရေကျမတို့မခံပြပါတယ်ဒီကနေ့2025ခုနှစ်မတ်လ9ရက်နေ့နော်မင်္ဂလာရှိတဲ့နေ့ရတော့ဗီဒီယိုဝါရှင်ဟုတ်လားကျမတို့ဖခင်တိုင်းပြူပြည်ပြူမင်းကောင်းမင်းမြတ်ကြီးရတော့ဟိုမှာမင်းဟမ်ရုရှားသမ္မတနိုင်ငံမှာရုရှားသမ္မတကြီးနဲ့တွေ့ဆုံနေတယ်မင်းကောင်းမင်းမြတ်နှစ်ပါးတွေ့ဆုံနေတယ်မင်္ဂလာရက်မြတ်လေးတွေအချိန်မှာသူ့ရဲ့သားသမီးတွေကတော့ဟုတ်လားအောက်မှာတာဝန်ကိုကြီးနေတာပဲဒီနှစ်သားလေးတွေအစွမ်းပြထားတာတာဝန်ကိုကြည်နေတာပဲဖခင်ကြီးကိုပြန်လာတဲ့အခါမှာဒီကလက်ဆောင်လေးတွေနဲ့ဘလို့အကျန်းဖက်တွေကိုနှိမ်နှင်းထားတယ်ဆိုတဲ့အကြောင်းသတင်းကောင်းလေးတွေပေးခြင်းလို့အောက်မှာဖေးရဲ့သားသမီးတွေဖြစ်တဲ့လေးနှစ်သားလေးတွေကလည်းနော်ဒီနှစ်သားလေးတွေနိုင်ဆိုင်ကြီးကိုပွဲကနေကြတာဟုတ်လားဒီကနေ့9ရက်နေ့မှာမနက်2နာရီဝန်းကျင်ပေါ့နော်မနေ့2နာရီဝန်းကျင်မှာစကိုင်းတိုင်း PDF လက်3ချောင်းထောင်တယ်နော်အညာဗရက်တွေကြီးဆိုးတဲ့ဗရက်6တွေကြီးဆိုးတဲ့နေရာစကိုင်းတိုင်းတန့်ဆယ်မျိုးနဲ့အရှေ့ပိုင်းရွာသစ်ကျွေးရနဲ့ဝရငယ်ကျွေးရကိုဘုံလေးလုံးနော်KNU KNL ဟုတ်လားနှစ်ပေါင်း80ကျော်ကြာခဲ့ပြီစစ်အစိုးရကိုတိုက်နေတာတမတော်အစိုးရကြီးကိုတိုက်နေတာမနိုင်ခဲ့ဘူးယနေ့အချိန်ကြီးအဲ့ဒါလည်းအမှတ်မရှိတဲ့ဟမ်ကရင်တဘုံတွေ KNU KNL အဖွဲ့အစည်းတွေအခုဟိုနိုင်ငံတော်အဆင့်အောင်စေရနိုင်ငံတော်အဆင့်အောင်စေရစစ်စရင်နဲ့ကျွေးနေတာကိုဟိုမှာကရင်တွေတော်တော်များများကိုနလန်မထူနိုင်မဲ့ကတော့အတန်တိတ်ဟိုအတန်ငိန်သွားခဲ့တဲ့ကရင်တွေအခုဇောင်းနဲ့ပြန်ထလာတာကရင်ပြည်နယ်များပြီးကော့ကရိတ်ပိုင်းနေမှာတော့ပြန်ပြီးတော့ဇောင်းထလာတာကော့ကရိတ်တို့ကြာရင်စိတ်ကြီးတို့ကိုမြန်မာတက်မတော်ကြီးကနေလေထိုးဟိုဒီကရင်တဘုံတွေကိုကရင်မျိုးရိုးကိုဖြုတ်ပေးထားတာငြိမ်နေကြတာတော်တော်ကြီးတော့ကြာသွားခဲ့ပြီနော်မနေ့က2024ထဲမှာတွေကကျွေးထားတာမြန်ဆိုင်ကြီးကိုမြောက်ရီကော့ကရိတ်ဒီကရင်ပြည်နယ်မှာရှိတဲ့နေရာတွေမှာအခုဒီကနေ့3နာရီခွဲဝန်းကျင်မှာကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်တောင်ပိုင်းအစွန်ကျေးရွာတို့မြန်မာတက်မတော်ကြီးကပါဆယ်တုတ်ကလေးတွေချပေးထားတယ်နော်မြန်ဆိုင်ကြီးကိုမနေ့က4ရက်နေ့မှာနော်အညာဗရက်တွေရှိတဲ့နေရာဗရက်6ကလေးတို့မီးကင်ပေးခဲ့တာမီးမြိုက်ပေးခဲ့တာမြန်မာတက်မတော်လေးနဲ့သားတွေကမန္တလေးတိုင်းတောင်သာမြို့နယ်နတ်ဆောင်ကျေးရွာနော်မြင်းချံမြို့နယ်တူရင်ဘိုးရွာဗရက်တွေကြီးစိုးနေတဲ့လက်3ချောင်းထောင်နဲ့ပတက်ကလေးတွေကြီးစိုးနေတဲ့နေရာတွေကိုဗရက်6ကလေးတို့မီးကင်ပေးခဲ့တာနော်ရတဲ့ဟိုကြာကူလီကောင်နေမျိုးစင်တို့တရှိရနေရကရင်ပြည်နယ်ကိုဒီရက်ထဲမှာတောက်လျှောက်ကျွေးနေတာမြမလေးနဲ့သားတွေကနေအခုနေမျိုးစင်ဘဲချောင်းမျိုးချောင်းကဘုံကိုချင်းနဲ့ရောက်နေလည်းမသိဘူးကရင်ပြည်နယ်ဒီမောဆိုးမျိုးအနောက်ဘက်ချမ်းနော်ချယ်ရီကုန်းကိုဒီကနေ့ဟိုမနေ့ကမနက်ပိုင်းမှာဘုံတီ8လုံးနဲ့ကျဲချပေးခဲ့တာဟုတ်လားမြန်ဆိုင်ကြီးကိုကျဲချပေးခဲ့တာနော်ကျမတို့ဖခင်ကြီးကတော့မင်းကောင်းမင်းမြတ်ကြီးကတော့အောင်မြင်စွာနဲ့